ဒီနေရာကူရောက်တဲ့နေရာတော့ဟောင်ကောင်ကနာမည်ကြီးတဲ့နေရာပေါ့နော် Temple Street Night Market လို့ခေါ်တယ်ဒီမှာအစားတော့ပေါင်းလို့ရတယ်ဒါနိုင်ငံကအစားတော့ပေါင်းလို့ရမှာပေါ့နော်ထိုင်းစာတွေကလည်းရှိတော့မထင်တာပဲဒါမှ40ဟောင်ကောင်ဒေါ်လာ40ပဲရှိတယ်ဈေးတန်လို့ပြော$3လောက်ပဲကြာတယ်ဒီမှာစားတော့ရတော့ဒီမှာတော်တော်လေးရှိမယ်စားတော့လည်းတော်တော်လေးရှိတဲ့သဘောရှိတော့တော့လိုက်ရအောင်မယ်ဒီမှာဘာစားမယ်ဆိုတော့ဆုံးဖြတ်几多少起卖的？一串的10块钱。Oh, this is Taiwan. Yeah. Dat is wel te eten, hè? Je kijkt dat niet zo. Je kijkt Nou, die daar eerder voor jaren, maar 4 jaar. Hello. Hi, hello. Ini ya, totally saja lah. Totally ya, beliau orang tu. Only well run, right? Well run. Okay. Yes. Mau ya lu buat totally deh. Orang tu deh. Saja lah.中央里面是什么？房子的逻辑，发姐。这都是什么？这个猪肉、牛肉、鸡胗、培根肠、鸡腿肉、掌猪煲、鸡翅和鱿鱼，对，50块钱水3串。Hi, Taco. How much is this? How much is? 1 stick 20, 3 for 50. 3 for 50. Yeah, 1 stick 20. 3 for 50. I want the. This is same, right? Yeah, get it, any. Okay. I want the one of these, And then 2 of these. it's too interesting. Yeah. Thank you so much. We said that 3 for 50. 50 every. 50. Yeah. Okay, good. သုံးကြောင်းကျွန်တော်ဟောင်းဒေါ်လာ50တဲ့ဒေါ်လာကို9ကျပ်နဲ့ပြည့်စုံ9ကျပ်ပြည့်စုံတယ်ဆိုတော့US ဒေါ်လာဒီဟောင်းဒေါ်လာ9ကျပ်ပြည့်စုံတယ်ဆိုတော့သိမရှိပါဘူးတော့ရှိတာပေါ့ဒါဆို9ကျပ်တော့$7တော့ရှိတယ်US ဒေါ်လာအတွက်まあちょっと我当东北大姨，那姨。
စာအုပ်လေးတွေလှတယ်လောက်ထားတယ်ဒီပုံစံလေးတွေ620သူက350ပေါ့